မလူစင်နဲ့မှာပါသွားတဲ့ခင်မိုးဝင်းကြောင့်ပြောပါမယ်နော်သူခင်မိုးဝင်းကိုခေါ်လိုက်တာကတော့မှန်တယ်လို့ကျွန်တော်ထင်တယ်ဗျ PK is on football. ဘာဖြစ်လို့လဲဆိုတော့ဒီပေချမ်းခင်စမှာဆိုရင်မေတ္တမုံမြင့်တယောက်ပဲလောက်လာရှိအောင်ပေါ့နော်တခါလေးမြင့်မို့ကန်ပြီးလေဟိုဟာယူပါခိုင်းလို့စင်ဆိုပြီးရတယ်ပေါ့နော်ဒီတော့မေတ္တမုံမြင့်ရဲ့အရန်အနေနဲ့ဆိုရင်ခင်မိုးဝင်းအသင့်တော်လုံးပဲလို့ထင်တယ်ဗျအခုကတော့ဒီပနာမလူပဲဖြစ်နေပြီမဲ့ပေါ့နော်ဟိုဒီအပိသက်လူစင်းမှာဆိုရင်တော့ပါနိုင်တဲ့အရေးချင်းခင်မိုးဝင်းမှာရှိတယ်ဗျသူ့ရဲ့ဒီကစားပုံကျွန်တော် U20 မှာကလေးကကြည်ထားတယ်ဗျအဆင်ပြေတယ်ဗျဒီ ARD ပွဲတွေမှာကြည်တော့လည်းအဆင်ပြေတယ်ဟိုတိုင်းမှာသူ့မှာလိုအပ်ချက်တွေရှိတာတွေကနည်းနည်းဟိုဖြတ်ထုတ်တာတွေမှာနည်းနည်းစီကန်းရှိလို့လို့ဗျတခါလေးဟိုသူ့ရဲ့ဟိုဒေါသကြောင့်ဖြတ်ထုတ်တာမဟုတ်ဘဲနဲ့ဒီအားနေတဲ့ဒီဘာလို့နော်ဘောလုံးပညာအားနေတဲ့ပုံစံလေးနဲ့ဖြတ်ပါတာလေးရှိတယ်ပေါ့နော်နောက်ပြီးသူ့မှာဘာအားသာလဲဆိုတော့သူကဒီစွန်ရွရဦးလို့ဖြူဖြူဝင်းလို့နော်ထထဝေလို့နဲ့အဲ့လိုတွေးဆိုရတဲ့အတွေ့အကြုံကသူ့မှာ ARD အသင်းမှာကြီးရှိနေတော့ဗျာဒီအဆင်ပြေတယ်ဗျာနောက်တန်းမှာဒီစွန်ရွရဦးနဲ့တွေးဆိုရတယ်ဆိုတဲ့အတွေ့အကြုံကသူ့အတွက်ရန်ကောင်းတယ်ဗျာအဲ့ဒီအတွက်ကြောင့်လေဒီမြန်မာလူကြီးနဲ့အပြီးတဲ့လူစင်းမှာပါနိုင်တော့တဲ့အခွင့်အရေးသူ့မှာအပြည့်ရှိတယ်ဗျာကျမ်းမှာဆိုအခုဆိုရင်ဒီဟန်နီဆိုလဲအမောဟီမန်ဆိုလဲရွေးချယ်ခံထားရတယ်ပေါ့နော်ဟီမန်ဆိုခင်မိုးဝင်းမေတ္တမွန်မြင့်ရှိမယ်ဗျာမေတ္တမွန်မြင့်ကတော့အပြီးတဲ့ဆင်မှာပါဖို့ပါလိမ့်မယ်ဗျာဒီဟီမန်ဆိုနဲ့ခင်မိုးဝင်းကတော့ဘယ်သူပြုတ်ကြမလဲဆိုစောင့်ကြမှာပေါ့နော်ဒီကျွန်တော်ဒီဟီမန်ဆိုကကြံခဲ့လို့လေဗျာဘာဖြစ်လို့လဲဆိုတော့ဟီမန်ဆိုကနည်းနည်းဟိုကွန်အားပိုင်းမှာနည်းနည်းလူရဗျာလူပေါင်းလေးချဲ့တယ်ပေါ့နော်လူပေါင်းလေးသေးတယ်ပုံစံဖြစ်နေပေါ့ဒီခင်မိုးဝင်းကကြတော့အားနဲ့မန်နဲ့ကန်နိုင်တယ်ပြီးရင်ဖြတ်ထုတ်မှုတွေမှာတကယ်ကိုနင်လားငါလားဖြတ်ထုတ်ရတဲ့ဟာရှိရဗျအဲ့ဒီချက်တွေကြောင့်ခင်မိုးဝင်းဒီဟီမန်ဖုထက်ပူပြီးတော့ဒီအပြီးသက်စင်းမှာပါသွားနိုင်တဲ့အခွင့်အရေးရှိတယ်ပေါ့နော် PK is on football.